မင်္ဂလာပါပရိသတ်ကြီးရေကျွန်တော်တို့ရဲ့ channel လေးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ကမ္ဘာကျော်စူပါကားတွေထဲကတစ်ဖြစ်လဲ Lamborghini အကြောင်းပါမြန်မာပြည်မှာဒီလိုအစွမ်းထက်တဲ့ကားမျိုးကိုပိုင်ဆိုင်ထားတဲ့သူတွေရှိလာပြီဆိုတော့သူတို့တွေဘလို့လောင်စာစီသုံးစွဲနေရလဲဆိုတာကိုစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့ height တောင်ဒီလောက်စားတာလားလို့အံ့အားသင့်သွားမှာသိကြပါတယ်။ဒါကြောင့်ပရိသတ်တွေအာယုံစိုက်ပြီးနားထောင်ပေးပါဦးနော်။ Scene the dramatic intro music with fast cut shots of various Lamborghini models in Myanmar scenery. ပထမဆုံးအနေနဲ့ Lamborghini ဆိုတာဘာလဲဆိုတာအကျဉ်းချုပ်ပြောပြရရင်ဒါဟာအီတလီနိုင်ငံကထုတ်လုပ်တဲ့ကမ္ဘာအမြန်ဆုံးအလှဆုံးဈေးကြီးဆုံးကားတွေထဲကတစ်မျိုးပါသူတို့ရဲ့အင်ဂျင်တွေကတာမန်ကားတွေလိုမဟုတ်ဘူးဗျာပါတစ်ဆက်12အင်ဂျင်တွေနဲ့အများအားဖြင့်10ဆလင်ဒါ10ဆလင်ဒါ12ဆလင်ဒါတွေနဲ့ထုတ်လုပ်တာများပါတယ်ဒီအင်ဂျင်တွေကအမြင့်ဆုံးစွမ်းဆောင်ရည်ထုတ်ပေးဖို့တည်ဆောက်ထားတာပါ Scene net close up on a Lamborghini engine bay focusing on the complexity အခုအဓိကအကြောင်းအရာကိုလာကြပါမယ်လောင်စာစီစားသုံးမှုပေါ့မြန်မာနိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးနဲ့လောင်စာစီဈေးနှုန်းကိုထည့်သွင်းစဉ်းစားရင် Lamborghini တစ်စီးမောင်းတာဟာဘယ်လောက်ထိကုန်ကျနိုင်လဲကျွန်တော်တို့စမ်းသပ်လေ့လာခဲ့တဲ့အချက်လက်တွေအရ Lamborghini Huracan လိုမျိုး10အင်ဂျင်ပါကားတစ်စီးဟာမြို့ရင်း City Driving မှာမိုင်တကာလန်ကို10မိုင်ကနေ12မိုင်ဝန်းကျင်ပဲရနိုင်ပါတယ်ဒါကမြန်မာနိုင်ငံရဲ့ပုံမှန်ရင်ကြောပိတ်ဆို့မှုတွေလမ်းတက်လမ်းဆင်းတွေနဲ့တွဲလိုက်ရင်ပိုပြီးဆိုးဝါးနိုင်ပါတယ်ဥပမာအားဖြင့်ရန်ကုန်မြို့တွင်းမှာတနာရီ10ကီလိုမီတာနှုန်းနဲ့မောင်းရရင်တကားလန်ကို9မိုင်ဝန်းကျင်ပဲရနိုင်တာကိုတွေ့ရပါတယ် Scene 3 graphics overlay showing calculation the gallon 3.8 litersဒီတော့ဘလောက်စားလဲဆိုတာကိုလီတာနဲ့ပြောင်းကြည့်ရအောင်မြန်မာနိုင်ငံမှာရောင်းတဲ့65 octane ဓာတ်ဆီ1လီတာရဲ့ဈေးနှုန်းကိုတွက်လိုက်ပါဥပမာပေးအနေနဲ့ဈေးနှုန်းတစ်ခုကိုခန့်မှန်းထည့်သွင်းပါတကားလန်ကို10မိုင်လို့ပဲတွက်ကြည့်လိုက်ပါ12ဂါလန်ဆန့်တဲ့ full tank ကိုအပြည့်ဖြည့်လိုက်ရင်ကီလိုမီတာ300ဝန်းကျင်လောက်ပဲမောင်းနိုင်မှာပါဒါဆိုရင်တစ်ပတ်ကို150ကီလိုမီတာလောက်မောင်းတဲ့သူတစ်ယောက်ဟာတစ်လကိုကီလိုမီတာ600လောက်မောင်းရင်တောင်လောင်စာစီဘလောက်ကုန်မလဲဆိုတာစဉ်းစားကြည့်လိုက်ပါအဲ့ဒါကတော့အိမ်တစ်လုံးရဲ့လစဉ်စရိတ်လောက်ရှိသွားနိုင်ပါတယ်ဒါကလောင်စာစီတက်တက်ပဲရှိပါသေးတယ်အံ့အားသင့်စရာနောက်ထပ်အချက်တစ်ခုကတော့ performance mode sport track mode နဲ့မောင်းလိုက်ရင်စားသုံးမှုနှုန်းက2ဆ3ဆတိုးသွားနိုင်ပါတယ် Lamborghini တွေဟာအင်ဂျင်ရဲ့အမြင့်ဆုံးစွမ်းအားကိုထုတ်ပေးနေတဲ့အခါလောင်စာစီကိုလေနဲ့ရောပြီးမီးရှို့တာမျိုးမဟုတ်တော့ဘဲလေထက်ပိုပြီးစီကိုပြစ်လွတ်တာမျိုးဖြစ်လာနိုင်ပါတယ် Scene Lee Pug driving footage on an open highway then transitioning to slow city trafficဒါအပြင်သူတို့ရဲ့ maintenance cost တွေကလည်းအဆမတန်ပါပဲမြန်မာနိုင်ငံမှာ Lamborghini ရဲ့တရားဝင်ဝန်ဆောင်မှုစင်တာမရှိသေးတဲ့အတွက်စက်ပြင်စရာကောင်းကောင်းကိုရှာရတာကလည်း1000တနေရာဖြစ်နေနိုင်ပါတယ်လောင်စာစီကတော့အစပိုင်းမှာအကြီးဆုံးပြဿနာပါအနှစ်ချုပ်ပြောရရင်မြန်မာနိုင်ငံမှာ Lamborghini မောင်းဖို့ဆိုတာကားတစ်စီးဝယ်နိုင်ရုံနဲ့မလုံလောက်ပါဘူးအဲ့ဒီကားကိုအစားကျွေးနိုင်မဲ့အာမခံချက်ရှိတဲ့ဝင်ငွေပမာဏတစ်ခုလည်းလိုအပ်ပါတယ်ဒါဟာစိန်ခံပစ္စည်းတစ်ခုအဖြစ်သာမကကြီးမားတဲ့လေပတ်မှုစရိတ် running cost ရှိတဲ့အရာတစ်ခုလို့သတိပြုသင့်ပါတယ်ဒီလိုမျိုးအမြန်နှုန်းနဲ့အလှပေါက်ကိုပိုင်ဆိုင်ကျင်ကြတဲ့သူတွေအတွက်ဒါဟာစိန်ခေါ်မှုကြီးတစ်ခုပါဒါပေမဲ့နောက်ဆုံးမှာတော့ပတ်စံရှိရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားကမှန်ကန်နေပါရဲ့လားဒါမှမဟုတ်ကိုနဲ့တန်တဲ့အရာကိုပဲရွေးချယ်တင်သလားပရိသတ်ကြီးပဲဆုံးဖြတ်ပါခင်ဗျာဒီလိုစိတ်ဝင်စားစရာဗီဒီယိုတွေထပ်မလွတ်ရအောင်ကျွန်တော်တို့ channel လေးကို like share subscribe နဲ့အားပေးခဲ့ပါဦးနောက်ဗီဒီယိုမှာဘလို့အကြောင်းအရာမျိုးကိုဆွေးနွေးစေချင်လဲဆိုတာ comment မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာနောက်တစ်ခေါက်ပြန်တွေ့ကြပါမယ်ဘေးကင်းလုံခြုံစွာမောင်းနှင်နိုင်ကြပါစေ